တို့နိုင်ငံကျော်မျိုးဆောင်မင်းသားကျော်တက်ခတ်နဲ့သူရဲ့ဇနီးကျော်လေးဖြစ်ပါတယ်ခင်ဗျာလက်ကုပ်နဲ့များလေးရှင်းပြပေးကြပါဦးခင်ဗျာဟုတ်ကဲ့ပါအခုဝင်ထားတဲ့မင်္ဂလာဝတ်ဆောင်ကတော့ကျွန်တော်ရဲ့နိုင်ငံကျော်မိတ်ကပညာရှင်ဒီဇိုင်နာကိုတာကြီးကနေပြီးတော့ချက်လုပ်ဖန်တီးထားတာ